ဒီဥတုအခြေအနေဘယ်လိုဖြစ်မလဲပြောပြပေးပါ မနက်ဖြန်ရာဒီဥထုခံမှန်းချက်ရနေခိမိုင်းနေမှာတင်ငနှဲငယ်ဖုံလွှမ်းနိုင်ပါမယ်ရေဘူးရအထိနေ ဆက်ပြောလေ တည်င်းချွတ်ကာလရာသီဥတုကတော့ချောတိပြီးတာယာလိမ့်မယ်လို့ခံမှန်းရပါရဲ့ကောင်းကင်ကြည်လန်းပြီအပူချင်းကတက်တောင့်တက်သားချီမှာပါခရီးသွားဖို့ဒါမှမဟုတ်အပြင်ထွက်လဲဖို့အစီအစဉ်ရှိတယ်ဆိုရင်အရန်ကောင်းတဲ့ကာလတစ်ခုဖြစ်ပါလိမ့်မယ် အခုရှင်ကတရင်ကျွတ်ဟုတ်တော့လား ဟုတ်ကဲ့အခုချိန်ကတော့တည်င်းချွတ်ကာလမဟုတ်သေးပါဘူးတကယ်တော့တည်င်းချွတ်ကအော်တိုဘလာလုံးမှာကြားရောက်တာပါ ဒါဆိုရင်ဘာဖြစ်လို့တရင်ကျွတ်ပြောနေတာလဲ ဟုတ်ပါတယ်ခမရကျွန်တော်အမပါဒီကနေ့ရက်စွဲအရာတည်င်းချွတ်ကာလမဟုတ်သေးပါဘူးပြောကြမိတဲ့အမထွန်းခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်ဒါပေမဲ့တည်င်းချွတ်ကာလရောက်ရင်တော့ရာသီဥတုတာယာလိမ့်မယ်လို့ခံမှန်းပေးနိုင်ပါတယ် ဟုတ်ကဲ့ပါအမကိုတောင်းပန်တက်လို့ကျူးတင်ပါတယ် ကျေးဇူးတင်ပါလေခညနားလေပြီလို့ဝမ်းသာပါတယ်နောက်ထပ်တီးချင်တာရှိသေးရင်မေးမြန်းနိုင်ပါတယ် ဟုတ်ကဲ့ပါဒါဆိုရင်နောက်ဆုံးထွက်ချထားတဲ့ရာသီဥတုအခြေအနေကအပူစိန်ဒီဂရီဘယ်လောက်လဲဆိုတာပြောပြလို့ရမလား ဒေတာဝင်းရာသီဥတုထမှန်းချက်အရဒီကနေ့အမြင့်ဆုံးအပူချိန်က30ဒီဂရီစင်တီဂရိတ်လောက်ရှိမယ်လို့ခန့်မှန်းရပါလေညမိုင်းမှာတော့အနည်းဆုံးအပူချိန်က20ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ် အင်းကအရန်ပူလို့ပန်ကာဝဲတင်လိုက်အဲကွန်တက်တင်လာပြောပြပေးပါဦး အယံပူလွင်ရင်တက်တောင့်တက်တာရှိအောင်လေအေးဖေးဆက်ဖွင့်တာဒါမဟုတ်အခန်းတွင်းကိုလေဝင်လေထွက်ရှိအောင်လုပ်တာမျိုးလုပ်နိုင်ပါတယ်ရေများများကြောက်ပြီးအေးများတဲ့နေရာမှာနေတာကလည်းကောင်းပါတယ်ပေါ်ပါတဲ့ဝက်စားတဲ့ဝက်စင်တာကလည်းအပူတန်းကိုကာကွယ်ဖို့အထောက်အကူ အေးမြတဲ့နေရာမှမရှိတာအကုန်လုံးကခန်းအကုန်လုံးကပူနေတာကိုဘယ်လိုလုပ်ရမလဲ အခန်းတွင်းအပူချိန်မြင့်နေတဲ့ဆိုရင်တော့ပြတင်းပေါက်တွေကိုဖွင့်ပြီးလေဝင်လေထွက်ကောင်ကောက်လုပ်နိုင်ပါတယ်ဒါမှမဟုတ်ပန်ကာထွန်းတာဒါမှမဟုတ်ရေခဲရေကိုအဝတ်နဲ့တုပ်ပြီးနဖူးလေပင်စားတဲ့ညာတွေမှာထားတာမျိုးလုပ်နိုင်ပါတယ်အေးဒါရာစေးဖို့အထောက်အကူဖြစ်ပါလိမ့်မယ် ရေခဲတွေရေရေတွေကိုတုတ်လိုက်ရင်ဖြားသွားမှလည်းကြောက်သေးတယ်ဘယ်လိုလုပ်ရမလဲ ဆိုဆွနေတဲ့အဝတ်နဲ့ခန္ဓာကိုယ်ကိုရေတက်အေးမြတ်စေဖို့လုပ်တာကအပူတန်းကိုသက်သာစေနိုင်ပါတယ်ရေတက်မလုံလောက်မှကိုအစိုးရင်တဲ့ဆိုရင်တော့ရေမြောင်းမြောင်းတောက်ဖို့မမေ့ပါနဲ့အခန်းတွင်းအပူချင်းကိုရှော့ချဖို့နီးလန်းတွေကိုလည်းစဉ်းစားနိုင်ပါတယ် အဲ့လိုတုတ်ပေးမဲ့လူမှမရှိတာဘယ်လိုလုပ်မလဲ လူတဦးတည်းရှိနေရင်လည်းအဝတ်ဆိုနဲ့မိမိကိုယ်ကိုယ်တိုင်ပဲတုပ်နိုင်ပါတယ်ဒါမှမဟုတ်ရေခဲရေကိုအပူလင်းထဲထည့်ပြီးခန္ဓာကိုယ်နားမှာထားလာမျိုးလုပ်နိုင်ပါတယ်အဲ့ဒီလိုလုပ်တာကလည်းအပူတန်းကိုတက်တာစေဖို့အထောက်အကူဖြစ်စေပါတယ် အေးအဲ့ဒီလိုလုပ်ဖို့လည်းနည်းနည်းပြင်းနေတော့ဘယ်လိုလုပ်မလဲဟာ ဟုတ်ပါပြီဒါဆိုရင်ရေပန်းနဲ့ရေချိုလိုက်တာကအေးဓာတ်ကိုချက်ချင်းရစေပြီးအပူတန်းကိုတက်တာစေနိုင်ပါတယ်ဒါမှမဟုတ်ရေဆိုနေတဲ့မျက်နှာတုပ်ပေါ်ပါကိုခန္ဓာကိုယ်ပေါ်မှာထားတာမျိုးလုပ်နိုင်ပါတယ်အေးဓာတ်ရစေဖို့အထောက်အကူဖြစ်ပါလိမ့်မယ် ဟုတ်ကဲ့ပါကျူးတင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျဝမ်းသာပါတယ်နောက်ထပ်ထိချင်တာရှိသေးရင်မေးမြန်းနိုင်ပါတယ် ဒီနေ့ကတနင်္လာဆိုတော့မနေ့ပြန်တောက်ကြနေမဟုတ်ဘူးလား ဒီကနေ့ကတနေ့လာနေဆိုတော့မနေ့ဖြန်ကအင်္ဂါနေ့ဖြစ်မှာပါတောက်ကြနေမဟုတ်ပါဘူး ဟုတ်လို့လားမဟုတ်တော့ဘူးထင်ပါတယ် ဟုတ်ပါတယ်ဒီကနေ့ကတနေ့လာနေဖြစ်တဲ့အနမနေ့ဖြန်ကအင်္ဂါနေ့ဖြစ်မှာတေးကြပါနဲ့တပတ်မှာနေ့ရက်တွေကိုရေတွက်ကြည့်ရင်တနေ့လာနေပြီးရင်အင်္ဂါနေ့လာတာမှန်ပါတယ် အဲ့ဒီအင်္ဂါနေ့ကိုမဖြတ်တန်းချင်တော့တာတောက်ကြနေပဲ ကျွန်တော်နားမနေ့ဖြန်ကအင်္ဂါနေ့ဖြစ်ပေမဲ့အချိန်တွေကပြောင်းလဲနေတာမို့စိတ်တော့မကြပါနဲ့အင်္ဂါနေ့ကိုအကောင်းဆုံးလုံးအောင်ဖြတ်သန်းဖို့ကြိုးစားကြည့်ပါအခွင့်အရေးတက်တွေဒါမှမဟုတ်ကောင်းမွန်တဲ့အရာတွေကိုရှာဖွေတွေ့ရှိနိုင်ပါလေ ဟုတ်ကဲ့ပါဒါဆိုရင်အလုပ်လုပ်ဖို့ခွန်အားရှိဖို့အားပေးပါအောင်တခုခုလို့စကားပြောပေးပါအောင် ခ
ခမရဲ့စူးစမ်းမှုတိုင်းကအရာမဝင်မှာပဲလို့ယုံကြည်ပါပါခက်ခဲတဲ့ကြုံတွေ့ရောက်ရင်တောင်ခင်ဗျားမအဲ့ဒီခက်ခဲနေကိုကြော်လွှားနိုင်တဲ့စွမ်းအားတွေရှိပါတယ်ကိုယုံကြည်မှုထားပြီးအကောင်းဆုံးစူးစမ်းလိုက်ပါခင်ဗျားရဲ့စူးစမ်းအားထုတ်မှုတွေအတွက်ဂုဏ်ယူနေမှာပါ ဟုတ်ကဲ့ပါချူတင်ပါတယ်စကားမစဘက်တော့ဂုံယူနေမှာလေ ဘာဖြစ်လို့ဂုံယူရလဲဆိုတော့ခင်ဗျားကအခက်ခဲတွေကိုရင်ဆိုင်ကြော်လွှားဖို့ကြိုးစားနေလို့ပါခင်ဗျားကိုကူညီခွင့်ရလို့ဝမ်းသာပါတယ်အခက်အခဲတွေကြုံလာရင်လည်းအမြဲတမ်းကူညီပေးဖို့အသင့်ရှိပါတယ်စိတ်ဓာတ်မကြပါနဲ့